Hello အားလုံးမင်္ဂလာမြတိုင်းဆက်မြန်မာနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်မြဒီနေ့ကျွန်တော်မျှဝေမယ့်အကြောင်းလေးကတော့ကျွန်တော်ရဲ့ Facebook က profile ကိုပေါ့နော်ကိုနဲ့မသိတဲ့လူတယောက်ကလာပြီးတော့ screenshot ရိုက်လို့မရအောင်စေးလို့မရအောင်ဘယ်လိုမျိုးပေါ့နော်လုပ်လို့ရတယ်ဆိုတာကိုကျွန်တော်အနေနဲ့ဒီဗီဒီယိုလေးမှာပြပြပေးသွားအောင်ကျွန်တော်ဗီဒီယိုကိုစုံထိကြည့်ရှုပေးပါမြဒီဗီဒီယိုလေးမစတင်မီကျွန်တော်ဒီမှာပေါ့နော်ဂျပန် TikTok အကောင့်follower 1.5k ရှိတဲ့အကောင့်တစ်ခုရောင်းဖို့ရှိပါတယ်ပေါ့နော်ဒါကြောင့်မို့လိုရတဲ့လူရှိလို့ရှိရင်တော့ကျွန်တော်ဒီမှာလာပြီးတော့ဈေးနှုန်းတက်တာနဲ့လာရောက်ဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျကျွန်တော် channel လေးကိုလည်း like and subscribe နှိပ်တော့ယူဆိုလို့ရှိရင်လည်း like and subscribe နှိပ်တော့ပေးဖို့ကျွန်တော်အနေနဲ့တောင်းဆိုပါတယ်ခင်ဗျဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ရအောင်ခင်ဗျကျွန်တော်တို့ကိုယ့်ရဲ့ Facebook account profile ကိုပေါ့နော် screenshot ရိုက်လို့မရအောင်လုပ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ software တစ်ခုလိုတော့ပေါ့နော်အဲ့ဒါဘာ software လဲဆိုတော့ကျွန်တော်ဒီမှာဒီ software လေးလိုတယ်ခင်ဗျဒီ software ကိုကျွန်တော် Play Store ကနေပြီးတော့လွယ်တကူ download လုပ်ယူလို့ရပါတယ်ခင်ဗျကျွန်တော် Play Store မှာကျွန်တော် Play Store သွားလိုက်ပါပေါ့နော်ဒီ software ကိုကျွန်တော် Play Store မှာသွား download လိုက်ပါပေါ့နော်software နာမည်ကိုကျွန်တော်တို့မှာရိုက်ရှာလိုက်ဒီမှာ software နာမည်ဒီကောင်လေးပါခင်ဗျအကောင်လေးကိုကျွန်တော်ရိုက်ရှာလိုက်ရင်ကျွန်တော်အပေါ်ဆုံးမှာတွေ့မှာပေါ့နော်အပေါ်ဆုံးမှာတွေ့တဲ့ဒီ software လေးကိုကျွန်တော်တို့က download လုပ်လိုက်ပေါ့နော်ဒီ software လေးကို download လုပ်လိုက်လုပ်ပြီးလို့ရှိရင်ကျွန်တော် software လေးကိုဝင်လိုက်ပါခင်ဗျဒီမှာတော့ language ရေးခိုင်းတယ်ကျွန်တော်အင်္ဂလိပ်လိုပဲရေးလိုက်မယ်ကျွန်တော် software လေးရောက်လာပြီဆိုလို့ရှိရင်ကျွန်တော် browser ဆိုတဲ့နေရာလေးကိုကျွန်တော်နှိပ်ပါခင်ဗျကျွန်တော်ဒီနေ့ရောက်ပြီဆိုလို့ရှိရင်ပေါ့နော်ကိုရဲ့ Facebook account ဘယ် account ကိုက profile ကိုပေါ့နော် screenshot ရိုက်မြောက်လုပ်ချင်လဲ screenshot ရိုက်မြောက်လုပ်ချင်တဲ့ account ကိုကျွန်တော်ဒီမှာထည့်ပေးပေါ့နော်Facebook account ကိုကျွန်တော်ထည့်ပေးlogin ဝင်ပေးပေါ့နော် login ဝင်ပေးပြီးlogin ဝင်လိုက်မှာပေါ့နော်ကျွန်တော် login ဝင်လိုက်မယ်ကျွန်တော်တို့ဒီမှာကိုရဲ့ Facebook account ကို login ဝင်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အောက်ကကျွန်တော်ဒီမှာခွားပုံစံနဲ့ပေါ့နော်ထိုးဆွဲနေရာလေးကိုကျွန်တော်နှိပ်ပေးပါခင်ဗျကျွန်တော်ဒီနေ့ရောက်ပြီဆိုရှင်ကျွန်တော်ပေါ်လေးကိုလည်းဆွဲတင်လိုက်ပါဒီမှာ avatar ဆိုပြီးရှိရဲဒီကောင်လေးကိုကျွန်တော်တို့ရွေးပါခင်ဗျဒီကောင်လေးကိုကျွန်တော်နှိပ်ပါခင်ဗျဒီ avatar ဆိုတဲ့နေရာလေးကိုကျွန်တော်နှိပ်လိုက်ပါနှိပ်ပြီးလို့ရှိရင်ဒီမှာအောက်မှာ enable avatar ဆိုပြီးရှိတယ်အကောင်လေးကိုကျွန်တော်ထပ်နှိပ်ပါခင်ဗျဒီမှာကျွန်တော်တို့ submit ပေးလိုက်ပါနော်အကျဉ်း9လုံးပေးခြင်းလဲဆိုရင်ရတယ်ပေးလိုက်ပြီးရင်ကျွန်တော် submit လေးနှိပ်လိုက်အောက်ကဟာလေးကိုကျွန်တော်ရွေးလိုက်ပြီးပြီးကျွန်တော်ဒီမှာ successful ပြသွားပြီပေါ့နော် success ပြသွားပြီအောက်က finish ဆိုတာလေးကိုကျွန်တော်ထပ်နှိပ်ပေးပါခင်ဗျကောင်းလေးကိုထပ်နှိပ်ပေးပါဒါဆိုရင်ကိုယ့်ရဲ့ကို Facebook account မှာကိုကနေပြီးတော့profile ကို screenshot ရမြအောင်ကျွန်တော်လုပ်ထားပြီးပြီဒါကြောင့်မို့ကိုယ့်ရဲ့ Facebook account ကိုပြန်ကြည့်မယ်ကျွန်တော်ပြင်ထွက်လိုက်မှာပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာကိုကနေပြီးတော့Facebook account ကိုscreenshot မြအောင်ပိတ်ထားရဆိုလို့ရှိရင်ကျွန်တော်ဒီမှာလေးပေါ့နော်ဒီကောင်လေးပေါ်နေတယ်မြအောက်မှာအဲ့မှာကျွန်တော်တို့ဘယ်မဲ့ဒိုင်းကပုံစံမျိုးတော့ဗောနော်အဲ့လိုမျိုးပုံစံလေးပေါ်နေဆိုလို့ရှိရင်ကိုယ့်ရဲ့ Facebook account ကဒါ screenshot ရိုက်မြအောင်ပြီးလို့ပြီးသွားပြီလေဖြစ်ပါတယ်ခင်ဗျတကယ်လို့ကိုကနေပြီးတော့ screenshot ရိုက်မြတော့ကိုပြန်ဖြုတ်ချင်တယ်ဆိုရင်ဘယ်လိုပြန်ဖြုတ်ရမလဲဆိုတော့ကျွန်တော်တို့ခုန software တွေကိုပဲကျွန်တော်ပြန်သားလိုက်ပါပြီးရင်အောက်က disable avatar ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်ပါပြီးရင်ကျွန်တော် finish ကိုကျွန်တော်ဆက်နေပေးပါဒါဆိုရင်ကိုယ့်ရဲ့ Facebook account က screenshot ရိုက်မြတာကိုကျွန်တော်ပြန်ပြီးတော့ပိတ်ပြီးလဲဖြစ်ပါတယ်ခင်ဗျဒါကျွန်တော် Facebook မှာပြန်ကြည့်ကြည့်မှာပေါ့နော်ခုနလိုမျိုးပေါ်လာမှာပေါ့လားဒီမှာပေါ့နော်ခုနတော့ကျွန်တော်ဒီမှာဒိုင်းကပုံစံလေးရှိတယ်ပေါ့နော်ဒီမှာအခုတော့ဒိုင်းကပုံစံမရှိတော့ဘူးဒါကြောင့်မို့ကိုယ့်ရဲ့ Facebook account ကscreenshot ရိုက်မြအောင်ပိတ်ထားတာကိုကျွန်တော်ပြန်ပြီးတော့ဖွင့်လိုက်ပြီလဲဖြစ်ပါတယ်ခင်ဗျအားလုံးပဲစစ်မေးကြမယ်လို့ညွှန်လင်းပါတယ်ခင်ဗျကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော် channel လေးကိုလည်း like subscribe နှိပ်တော့ပေးဖို့ကျွန်တော်အနေနဲ့တောင်းဆိုပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံပါဦးမယ်ခင်ဗျ